ဝါရောင်ဂီတာရှိခဲ့တယ်စိတ်ကူးများဟော်လိုဂီတာတစ်လက်ရဲ့ရင်အုံထဲရှိခဲ့တယ်နာနဲ့ခန္ဓာကိုငြိမ်သက်မယ်ဆိုတဲ့တောင်တန်းတွေရဲ့ဝိညာဉ်များဖုံထူထူစိုက်ခင်းရနံ့ကိုထိုးဆွနေတဲ့နှခမ်းရိုင်းငှက်ကလေးများရှိခဲ့တယ်တစ်တီးကြံပေါ်ကမှန်ကူကွက်မိုးတိမ်များတိမ်ညွတ်ရာတောင်ကြချောင်းပေါ်ခုတော့သူ့ခြေထောက်ရောသူ့ဘုံမှာတဲတဲ့နစ်လို့ရှိခဲ့တယ်ဓာတ်ပြားတစ်ချက်ပြီးတစ်ချက်လွန့်ပစ်ရာဇာတိဒုက္ခစကြက်မြေရာထဲကိုနဘေးကတဲတရှက်ရှက်လောကဓာတ်ကိုအမြီးလောက်ထားတဲ့ရွေနီးကျွမ်းဝိုင်းရဲ့ကဘာမြေလိုခုံးထနေတဲ့ကျင်းနီအောင်ကြောကုန်းတချို့ရဲ့အဲ့ဒီကြောကုန်းပေါ်ပုံနှိပ်ထားတဲ့စာတန်းကဘာမှမြည်တမ်းဖို့မဟုတ်ဘူးတဲ့ရှိခဲ့တယ်ပြီးတော့မိုးကုတ်စဝိုင်းအနာသက်မြင်းပေါ်ရွက်လွန်းတဲ့နောက်တနေ့ညရှိခဲ့တာတွေရှိခဲ့တဲ့အဲ့ဒီဟော်လိုဂီတာကလေးဟာຫນွေဥပုပ်တစ်သီးလှဲပေါ်လိုက်ပါသွားဂျွန်တင်းဘာရဲ့ကျေးလက်လမ်းကလေးကိုတီဆိုရင်းနဲ့ပေါ့မောင်စေးယိုစတိုင်တစ်မဂ္ဂဇင်းမလ2000